တင်းနဲ့စာကိုချစ်3 4မတိတာမေး5 6နှစ်ချင်းပေါက်9 10တပည့်ချစ်9 10ကျူသားမယ်ek du shuru go konare ator go 3 side fori lo ngazan le fusal lo fase so ye egaro e boso re fasu lo hate ashto phundoro adu jasare toyaro lo 9 ye 10 19 kushis gore boshis အဲ့လိုမျိုးကျွန်တော်ရှင်းပြရင်တင်ပြရင်နဲ့အားလုံးနားထောင်ပေးမယ်ကျွန်တော်တို့ရဲ့ဥစ္စာလေးကိုလည်းကြည့်ရှုအားပေးနဲ့အားပေးကြပါကျွန်တော်အားလုံးကိုလည်းပြန်ပို့ထားပါတယ်လေးစားပါတယ်အစ္စလာမ်အလိုင်ကွမ်ဝရဟ်မတ်တူလာဟီဝဘရကာတူနေ့ကပြတဘိုးကိုဆိုပြမယ်အဲ့ဒီကပြလေးကငါရဲ့အဖေကျွန်တော်တူလာရဲ့အဖို့ပေါ့ကပြလေးကိုဗမာလိုရှင်းပြပြီးတဲ့နောက်ပိုင်းကျွန်တော်တို့ဒီဝင်ရစကားနဲ့ရှင်းပြသွားတဲ့ကြပြလေးကိုဆိုပြမယ်နားလည်အောင်နားထောင်ဒီကြပြလေးကိုတစ်သက်လုံးမှတ်ထားမှတ်ပြီးတော့အခြားသူတွေကိုလည်းတပည့်တွေကိုလည်းသင်ပြနိုင်အောင်ကြိုးစားအဲ့ဒါဆိုလို့ရှိရင်ပထမဦးဆုံးအနေနဲ့ကျွန်တော်ကြပြလေးကိုဆိုပြသွားမယ်ဒီကြပြလေးကကြတော့ကျွန်တော်တို့သူငယ်တဲ့စာအုပ်ကကနန်းကြပြလို့ပြောတယ်ကနန်းဆိုတော့ပင်လေကနန်းမဟုတ်ဘူးနော်တင်းနှစ်သုံးလဲဒီကနန်းကိုပြောတာပါအဲ့ဒီမှာကျွန်တော်အဖေလည်းဆရာပေါ့ကျွန်တော်အဖေကိုဘယ်လိုပြောမလဲတန်တာတဲ့အနေနဲ့ဒီနေ့ဒီကြပြလေးကိုကျွန်တော်ဆိုပြမယ်ပြီးလို့ဟိုမှာကျွန်တော်တို့စကားနဲ့လည်းအဓိပ္ပာယ်ရှင်းပြသွားမယ်ကြပြလေးကကြတော့ကနန်းကြပြနော်တင်းနှစ်စာကိုချစ်3 4မတိတာမေး5 6နှစ်ချင်းပေါက်တင်းနှစ်စာကိုချစ်3 4မတိတာမေး5 6နှစ်ချင်းပေါက်9 10တပည့်ချစ်9 10ကျူသားမယ်ဒါမြန်မာလိုတော့ဒီပိုင်းပြီးသွားပြီအခုပြောမှကြတော့ဒီကျွန်တော်တို့ဒူဟင်ဂျာစကားနဲ့ပဲနော်အဲ့မှာဘာပြောလို့ဆိုလို့ရှိရင် ek du shuru go konare ator go 3 side fori lo ngazan le fusal lo fase so ye egaro e boso re fasu lo hate ashto phundoro adu jasare toyaro lo 9 ye 10 19 kushis gore boshis အဲ့လိုမျိုးကျွန်တော်ရှင်းပြရင်တင်ပြရင်နဲ့အားလုံးနားထောင်ပေးမယ်ကျွန်တော်တို့ရဲ့ဥစ္စာလေးကိုလည်းကြည့်ရှုအားပေးနဲ့အားပေးကြပါကျွန်တော်အားလုံးကိုလည်းပြန်ပို့ထားပါတယ်လေးစားပါတယ်များသောအားဖြင့်ပြောချင်တာကျွန်တော်တို့ကြပြလေးကိုနားထောင်ပါအတိတ်ပဲလေးတွေကိုလည်းရအောင်သင်ယူပါလေးလာပါမှတ်သားပါပြောရင်းနဲ့ဆိုရင်းနဲ့အတိတ်ပဲရှင်းပြရင်းနဲ့ကျွန်တော်ရဲ့ဗီဒီယိုလေးကိုဒီထဲမှာညီကုန်းချိုးရပါတယ်အားလုံးကိုအထူးကျေးဇူးတင်ပါတယ်အစ္စလာမ်အလိုင်ကွမ်ဝရဟ်မတ်တူလာဟီဝဘရကာတူ